အားလုံးပဲမင်္ဂလာပါဒူဒီခလေး YouTube channel လေးကနေခလေးအကိုတွေအမတွေဦးတော်တွေအားလုံးကိုနှွေးထွေးစာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခလေးဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတဲ့ခလေးအကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်တွေတိုးပွားရရှိနိုင်ပါစေလို့ခလေးဥစားပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲကိုတွေမတွေအားလုံးပဲနော်ခလေးတို့ဒီညနေကတော့လွဲသားတယ်နော်ကိုတွေမတွေအားလုံးပဲနော်လဲတဲ့ကြတော့ထပ်မပြောချင်ကိုတွေမတွေအားလုံးပဲကဲမနေ့ဖန်ကမှာတော့နော်တကယ်share ကနန်းလေးတွေနော် share awkward ကလေးတွေကိုအကောင်းဆုံးကြိုးစားထားပါတယ်ကိုတွေမတွေအားလုံးပဲခါလေးဒီညနေမှာလဲနော်မေ့သွားတာကိုတွေမတွေအားလုံးပဲနော်အဲ့ဒါလည်းမပြောချင်တော့ပါဘူးကိုတွေမတွေအားလုံးပဲနော်ထွက်ပြီးတော့လည်းမပြောချင်တော့ပါဘူးကိုတွေမတွေအားလုံးပဲမနေ့ဖန်ကမှာဖြစ်မဲ့အကောင်းဆုံးကနန်းတွေကိုပဲနော်လာရောက်ပြီးမျှဝေပေးတာပါကိုတွေမတွေအားလုံးပဲနော်ကနန်းလေးတွေမပြောခင်မှာခါလေးကိုတွေမတွေအားလုံးကိုနော်ဒီခုပြောချင်တာကတော့ခါလေးရဲ့ channel လေးကအသစ်ကလေးဖြစ်တဲ့အတွက် channel လေးကို subscribe လေးတွေနှိပ်ခဲ့ပေးကြပါအောင်နော်ခါလေး channel လေးကို subscribe လေးတွေနှိပ်ခဲ့ပေးကြပါအောင်ကြည့်ရှုနေကြတဲ့ခါလေးကိုတွေမတွေအားလုံးကလည်းအများမြင့်အများရောက်တအုံးမြင့်တအူရအောင်လို့ share မှု share ဖြစ် share ပေးကြပါအောင်နော်ကြည့်ရှုနေကြတဲ့ခါလေးကိုတွေမတွေအားလုံးကလိုက်လက်မကအရာအားနေတော့နော်ကိုတွေမတွေအားလုံးပဲလိုက်လက်မလေးတွေမနှိပ်ပေးကြဘူးနော်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါအောင်နော်လိုက်လက်မနှိပ်လို့နော်ဘေးတရားငွေတရားနော်ဘေးတစ်ထောင်ငွေတစ်ထောင်လဲကုန်သွားတာလည်းမဟုတ်ဘူးနော်ကိုတွေမတွေအားလုံးပဲနော်ဒီလက်မလေးနဲ့နှိပ်ဖို့ပါပဲနော်ကိုတွေမတွေအားလုံးပဲဖုန်းလေးကိုနှစ်ချက်တောက်လိုက်တာနဲ့လက်မနဲ့တူလို့ဖြစ်ပါတယ်နော်ကိုတွေမတွေအားလုံးပဲအဲကြောင့်လို့လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါအောင်နော်ဒါလေးတို့မနေ့က9ရက်12လ2025နော်အင်္ဂါနေ့မနေ့12နာရီ10မိနစ်မှာလဲခိုင်လေးရရှိထားတဲ့အကောင်းဆုံးကဏ္ဍတွေကိုလာရောက်ပြီးမျှဝေပေးတာပါနော်ကိုတွေမတွေအားလုံးကိုရစေခြင်းလို့ပေါက်စေခြင်းလို့နော်ရရှိထားတဲ့ကဏ္ဍတွေကိုအကောင်းဆုံးလေးရှာဝေထားပြီးတော့လာရောက်ပြီးမျှဝေပေးတာပါအကြချင်းတွင်ကစားထားမယ်နော်ကိုတွေမအားလုံးပဲအကြချင်းတွင်ကစားထားမယ်နော်ဒီညနေနော်ဒီနေ့ဆိုရင်လည်းကိုတွေမအားလုံးပဲနှစ်ကြိမ်စင်မှာနှစ်ကြိမ်စလုံးမရရင်တော့ခါလေးတစ်ကြိမ်အောင်တစ်ကြိမ်ကိုနော်ထိထိမိမိအကောင်းဆုံးလေးဖြစ်အောင်စူးစမ်းထားပေးတယ်နော်ကိုတွေမအားလုံးပဲမနက်ဖောင်ကမှလည်းခိုင်လေးနော်အကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်အကြချင်းတွင်ကစားထားမယ်မျိုးတွေအားလုံးပဲကြိုက်ချင်းတွင်ကစားထားမယ်အကြိုက်မတူတဲ့ခါလေးကိုတွေမအားလုံးကတော့ကိုကြိုက်နေတဲ့ကဏ္ဍကိုကစားပေါ့နော်ကိုတွေမအားလုံးပဲကဲမနက်ဖောင်ကဖိုင်လေးတို့ပရမက်ပတ်တိလေးတွေ awkward လေးတွေခိုင်လေးခေါ်ပေးမယ်နော်ခလေးဗီဒီယိုဖိုင်လေးကလည်းအရင်မရှိတဲ့အတွက်ကိုတွေမအားလုံးပဲအစားနဲ့အစုံလေးကြည့်ပြီးဖို့မြင့်တက်ရက်ခံကြပါတယ်နော်ကိုတွေမအားလုံးပဲခိုင်တို့မနက်ဖန်က9ရက်12လ2025နော်အင်္ဂါနေ့မနက်12နာရီ10မိနစ်မှာပရမက်ပတ်တိလေးကတော့3ပတ်တိ6ပတ်တိလေးပါနော်မျိုးတွေအလုံးပဲ3ပတ်တိ6ပတ်တိလေးပါ3ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက3ကိုပတ်မယ်6ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက6ကိုပတ်မယ်နော်3ပတ်တိ6ပတ်တိကလေးပါနော်မျိုးတွေအလုံးပဲ3ပတ်တိ6ပတ်တိကလေးပါနော်3ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက3ကိုပတ်မယ်6ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက6ကိုပတ်ပါမယ်3နဲ့ဆိုရင် awkward တွေက3 ခွန်39ပါနော်3 4ရ35ရ3ခွန်ရ39ရပါနော်3 4 35 3ခွန်39 6နဲ့ဆိုရင်6 4 65 6ခွန်69ပါနော်6 4ရ65ရ6ခွန်ရ69ရပါအခွေကလေးဒီ4 9 8ပြီးပါအခွေကလေးပါနော်4 9 8ပြီးပါအခွေပါခိုင်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်အပူလေးပါထည့်ပြီးကစားထားမယ်နော်4 9 8အခွေလေးကအပူလေးပါပါတယ်နော်မျိုးတွေအလုံးပဲလေးကိုရှိအပီးပေါက်ခွေခါလေးပေးတဲ့ခွေဒီအပူလေးပါပါတယ်ခါလေးတို့ခွေမယ်ဆိုရင်4 9 4 8 9 8 3ခွက်ရမယ်နော်4 9 4 8 9 8 3ခွက်ရမယ်နော်ခြေတော်မျိုးတွေအလုံးပဲ4 9ရဲ့4 8ရဲ့9 8 3ခွက်ရမယ်နော်အခွေလေးကတော့4 9 8ပတ်တီးဒီ3ပတ်တီ6ပတ်တီကလေးပါနော်3ပတ်တီ6ပတ်တီလေးပါ3နဲ့ဆို awkward ဒီ3 4 3 5 3ခွန်3ကိုနော်3 4 3 5 3ခွန်3ကိုပါ6နဲ့ဆိုရင်6 4 6 5 6ခွန်69ပါနော်6 4ရ65ရ6ခွန်ရ69ရပါခါလေးတကွယ်ကောင်းလေးတွေနှစ်ကွယ်ကောင်းလေးတွေပြောဖို့ကြံသေးတယ်နော်ကိုတွေမတွေအလုံးပဲတကွယ်ကောင်းလေးတွေနှစ်ကွယ်ကောင်းလေးတွေကိုနော်ရိုက်ချင်တဲ့ခါလေးကိုတွေမတွေအလုံးပဲ channel လေးကို subscribe လေးတွေနှိပ်ခဲ့ပေးကြပါအောင်နော်လိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြအောင်နော်ချစ်တော်မျိုးတွေအလုံးပဲမနက်ဘန်ကမှာလည်းတကယ် share ကနန်းလေးတွေနော် share plan လေးတွေကိုအကောင်းဆုံးစူးစမ်းထားပါတယ်နော်ကိုတွေမတွေအလုံးပဲတက်လားအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ကြည့်ရှုနေကြတဲ့ခါလေးကိုတွေမတွေအလုံးကပဲနော်ခလေးကိုနော်မြစ်တာထားပေးတဲ့အနေဖြင့်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါအောင်နော်မျိုးတွေအလုံးပဲ channel လေးကိုလည်း subscribe မနေရသေးလဲ channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါအောင်နော်ကဲခါလေးတစ်ခွက်ကောင်းလေးတွေနှစ်ခွက်ကောင်းလေးတွေခေါ်ပြီးတော့မယ်ခါလေးတို့မနက်ဖြန်က9ရက်12လ2025နော်အင်္ဂါနေ့မနေ့ပိုင်းနော်7နာရီ10မိနစ်မှာပတ်ရမဲ့ပတ်တီးလေးကတော့3ပတ်တီ6ပတ်တီးကလေးပါ
နော်3ပတ်တီ6ပတ်တီပါ3ကြိုက်တဲ့ခါလေးရဲ့ကိုတွေမတဲ့အလုံးက3ကိုပတ်မယ်6ကြိုက်တဲ့ခါလေးရဲ့ကိုတွေမတဲ့အလုံးက6ကိုပတ်မယ်နော်3ပတ်တီ6ပတ်တီပါ3နဲ့ဆိုရင်အောကွက်က3 3 4 3 5 3ခွန်3ကိုနော်3 4ရဲ့3 5ရဲ့3ခွန်ရဲ့3 9ရဲ့ပါ6နဲ့ဆိုရင်အောကွက်က6 4 6 5 6ခွန်6 9ပါ6 4ရဲ့6 5ရဲ့6ခွန်ရဲ့6 9ရဲ့ပါနှစ်ကွက်ကောင်းသည်30ခွန်နဲ့64ဒီခါလေးမနေ့ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်30ခွန်နဲ့64 3ခွန်နဲ့64ဒီခါလေးမနေ့ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းသည်30ခွန်ဒီတစ်ကွက်ကောင်းပါနော်30ခွန်ဒီတစ်ကွက်ကောင်းကလေးပါမျိုးတွေအလုံးမဲ့30ခွန်ဒီတစ်ကွက်ပေါင်းပါတစ်ကွက်ကောင်းပါနော်အခွေလေးဒီ6ကို8ပြီးပါအခွေကလေးနော်6ကို8ပြီးပါအခွေခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်ခိုင်လေးတို့ခွေကိုခွေမဲ့ဆိုရင်6ကို4 8 98 3ခွက်ရမယ်နော်6ကိုရဲ့4 8ရဲ့9 8ရဲ့3ခွက်ရမယ်နော်ချစ်တော်မျိုးတွေအလုံးပဲကဲအဲ့ဒါဆိုရင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဒီနောက်နဲ့ပြန်ရနာပြစီကြည့်ရှုနေကြတဲ့ခိုင်လေးရဲ့ကိုတွေမတွေအလုံးကနော်channel လေးကို subscribe မလုပ်ရသေး channel လေးကို subscribe လေးတွေနှိပ်ခတ်ပေးကြပါဦးလိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးเนาะကိုတွေမတဲ့အလုံးပဲလိုက်လက်မကတော့အရင်အားနေနေတယ်เนาะကိုတွေမတဲ့အလုံးပဲ share မှု share ဖြစ်လဲ share ပေးကြပါဦးအများကြီးအများရအောင်တဦးမြင့်တဦးရအောင်လို့ပါเนาะကဲအဲ့ဒါဆိုခက်လေးဗီဒီယိုလေးကိုဒီနောက်နဲ့ပြန်ကြပါစေဝင်ရောက်ကြည့်ရှုကြတဲ့ခက်လေးရဲ့ချမိတ်စေကိုတွေမတဲ့အလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေเนาะပညာရေးလူမှုရေးเนาะစီးပွားရေးဆက်ဆက်ရရဆင်ပြေပါစေလို့ခက်လေးစမကောင်းတောင်းပြလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါเนาะဘိုင်ဘိုင်ပါ